ဟိုတယ်ရေချိုးခန်းကနေကင်းထွက်လာတဲ့အချိန်မှာတော့ညအိတ်ဝတ်စုံမပါတာကြောင့်အကိုထိတ်များအပူပါလာလိမ့်မလားဆိုပြီးအကိုထိတ်ရဲ့ခီးဆောင်အိတ်ကိုယူကြည့်မိရာကနေကွန်တုံးအထုပ်လေးကိုတွေ့သွားခဲ့ပါတယ်။၃ခုပါကင်မှာ2ခုပဲကျန်ခဲ့တာကြောင့်ကင်းဟာစွန့်အပ်သွားခဲ့ပါတယ်။ဘန်ကောက်လေဆိပ်မှာတော့ပမ်တယောက်သူ့ချစ်သူကောင်မလေးအီစိတ်ကောက်နေတာကိုပြန်လိုက်ချော်နေခဲ့ပါတယ်။နိုင်ငံတကာပတ်ခီးသွားခြင်းသူဤတယောက်ကပမ်ကသူဇက်တိုက်ခီးသွားနေရတာမို့အကိုအိမ်မှာနားကျင်နေတယ်လို့ပြောတာကိုလက်မခံနိုင်အောင်ပဲဖြစ်နေခဲ့ပါတယ်။မြန်မာနိုင်ငံမှာတော့ကလည်းအရင်ပြန်သွားတဲ့ကိစ္စကိုပြန်အစဖော်ကသူ့စိတ်အဆင်မပြေနေကြောင်းပြောခဲ့ပြီးအပြင်သွားတဲ့အခါမှာသူ့ကိုဆက်သွယ်လိုက်ပါလို့ပြောပြီးထွက်ခွာခဲ့ပါတယ်။တစ်ဖက်မှာတော့ခင်းတယောက်ခီးဆောင်အေဂျီတကားကနဲ့လေးစိတ်ထဲတိုးဝဲဝင်လာတာကိုပမ်ကလန့်တွေ့ပြီးတဲ့နောက်သူမစီကိုဖုန်းဆက်လိုက်ပါတယ်။သူမကအိမ်မှာရှိတယ်လို့ညားလိုက်ပြီးပမ်ကအိမ်အောက်ကိုငုံကြည့်လိုက်လို့ပြောလိုက်တဲ့အခါမှာတော့သူတို့ချင်းလေးစိတ်မှာသွားဆုံကြပါတယ်။အကိုထိတ်ရဲ့ကွန်တုံးနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားမှာဖြစ်ခဲ့တဲ့ကိစ္စကိုကင်းကလက်ပူးလက်ချက်မိအောင်ဖမ်းပြမယ်လို့ချိန်သွားပြီးဟောင်ကောင်ကိုလေရင်နဲ့ခီးထွက်ခဲ့ပါတယ်။ပမ်ကလည်းတိတ်တဆိတ်ပဲဂင်းရဲ့လေရင်နဲ့လိုက်ခဲ့ပြီးလေရင်ပေါ်မှာကိုထင်ပြကအတူတူထိုင်လိုက်ပါတော့တယ်။ပြီးနောက်ဂင်းရဲ့လက်ကိုဆွဲယူကနာယီကိုတနာယီမြန်ပေးလိုက်ပြီးဟောင်ကောင်ကငါတို့ထက်အချိန်တနာယီစောတယ်လို့ပြောလိုက်ပါတယ်။ဟောင်ကောင်ကိုရောက်တဲ့အချိန်မှာအကိုထိတ်အတန်သွင်းနေတဲ့စတူဒီယိုရှိကစားတောက်ဆိုင်မှာအကိုထိတ်ကိုနောက်ရောက်ခံလိုက်ဖို့ပမ်နဲ့အတူတူထိုင်ဆောင်နေတော့အကိုထိတ်စီကဗီဒီယိုကောဝင်လာခဲ့ပါတယ်။ဂင်းကလည်းဖုန်းကင်လိုက်တာသူတရုတ်စားတောက်ဆိုင်တစ်ဆိုင်မှာဆေးရုံကနေပတ်တီးဖြေပြီးတဲ့နောက်မုံလာစားနေကြောင်းညာပြောလိုက်ပါတယ်။အကိုထိတ်ကလည်းသူစတူဒီယိုမှာရှိနေတဲ့အကြောင်းပြောပြကဟောင်ကောင်အဆိုတော်မာလေးနဲ့ဂင်းကိုမိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့အကိုထိတ်ကသူပင်ပန်းနေတာကြောင့်ဟိုတယ်ကိုပြန်ပြီးနားတော့မယ်လို့ပြောပြီးအကျဉ်းနာလန်းလေးနဲ့ဂင်းကိုနှုတ်ဆက်ပြီးကောကိုအပ်ခဲ့ပါတယ်။ဂင်းလည်းဆိုင်အပေါ်ကနေအကိုထိတ်ရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေတော့မှပဲဆိုင်ထဲကိုဟောင်ကောင်အဆိုတော်မာလေးနဲ့အတူဝင်လာခဲ့ပါတယ်။ပမ်ကဂင်းကိုသူမဝင်လာကြောင်းပြောပြီးငါတို့ကိုသူမကြည့်နေတယ်နော်လို့ဂင်းကိုပြောနေခဲ့ပေမဲ့ဂင်းကတော့အကိုထိတ်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေလို့ပမ်ပြောတာကိုအာယုံမရဖြစ်နေပါတယ်။အကိုထိတ်ဟာကောင်မလေးတယောက်ပါတဲ့တက်စီကားပေါ်တက်သွားပြီးထွက်သွားတဲ့အခါမှာတော့ဂင်းတယောက်ဆိုင်မော်ကနေအသေးအတန်ပြေးဆင်းပြီးအကိုထိတ်နောက်ကိုလိုက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ပမ်လည်းငွေကိုစပွဲပေါ်တင်ကဂင်းနောက်ကနေအမြန်ပြေးလိုက်သွားခဲ့ပြီးဂင်းကတက်စီကိုငားကကိုထိတ်ရဲ့ဟိုတယ်ကိုအမြန်မောင်းခိုင်းလိုက်ပါတော့တယ်။ဟိုတယ်မှာအေးလေးခွက်မှာပြီးကြိုးဆောင်နေတဲ့ဂင်းကိုအေးအများကြီးမှာပြီးဘာလို့ပို့လဲလို့ပမ်ကမေးတဲ့အခါနှစ်ခွက်ကငါတို့ကိုကြံတဲ့နှစ်ခွက်ကတစ္ဆပေါက်တွေကိုပတ်ဖို့ကြိုးမာထားတာလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ခြေထောက်ကပတ်တီကိုပမ်ကိုဖြေခိုင်းပေးပြီးသူ့အကိုထိတ်ကိုလက်ထပ်ချင်တဲ့အကြောင်းပြောပြလိုက်ပါတော့တယ်။အကိုထိတ်ဟာရိုမန်တစ်ဆန်ဆန်ချစ်တတ်ပြီးအမှုပညာကိုလည်းဝါသနာပါသူဖြစ်တာကြောင့်သူတို့ရဲ့အနာဂတ်အကြောင်းကိုပြောပြလိုက်တဲ့အခါချက်ချင်းအဲ့ဒီအနာဂတ်ကိုရောက်သွားလောက်အောင်ကြွေစင်းမိတယ်လို့ပြောပြနေခဲ့ပါတယ်။နှစ်ယောက်သားအငင်းခုန်စကန်နိုင်လူနေရင်းနဲ့ညနေလာတဲ့အခါမှာတော့ပမ်ကအိပ်ပျော်သွားခဲ့ပါတယ်။အတန်နေကြားလို့နိုးလာတဲ့အခါမှာတော့ဘေးဘီမှာဂင်းတယောက်အကိုထိတ်စီကိုဖုန်းနဲ့အဆက်မပြတ်ခေါ်နေတာကိုတွေ့လိုက်ရပါတယ်။ညကလည်းအချိန်မနေတော့တာကြောင့်ဂင်းကအကိုထိတ်ကိုစိတ်ပူလာပြီးရဲတိုင်မှုအတွက်ပမ်ကိုတိုင်ပင်လိုက်ပါတယ်။မိန်းကလေးတယောက်နဲ့နိုင်အနှဲငယ်ပျောက်သွားတဲ့သူကိုဘယ်ရဲကနင့်ကိုကူရှာပေးမှလဲလို့ပြောပြီးဂင်းရဲ့အကြံဉာဏ်ကိုပေးချလိုက်ပါတော့တယ်။တိတ်မကြခင်မှာပဲဟိုတယ်ထဲကိုကားတစ်စီးဝင်လာတာမြင်တော့သူတို့အလင်းအမြန်ပုံနေလိုက်ပါတယ်။ဂင်းဟာကားပေါ်ကဆင်းလာတဲ့သူတွေရဲ့မြင်ကွင်းကိုမကြည့်ရဲလောက်အောင်ဖြစ်နေတဲ့အချိန်မှာပဲပမ်ကကားပေါ်ဆင်းလာတာဟာအကိုထိတ်မဟုတ်ကြောင်းပြောကဂင်းရဲ့လက်ကိုဆွဲဖယ်လိုက်ပါတယ်။ဂင်းလည်းရင်ကားထက်ပိုစိတ်ပူလာပြီးဖုန်းကိုဇက်တိုက်ခေါ်နေပေမဲ့လည်းဖုန်းကလုံးဝမကင်တာကြောင့်ပမ်ကသူ့ရဲ့ဖုန်းကိုထုတ်ပေးပြီးဖုန်းနံပါတ်စိတ်နဲ့စမ်းကြည့်ဖို့အကြံပေးပါတယ်။ဂင်းလည်းတွေးဝေးမနေပဲပမ်ရဲ့ဖုန်းနဲ့ချက်ချင်းအကိုထိတ်စီကိုခေါ်ကြည့်တဲ့အခါပထမဆုံးအချိန်မှာတင်အကိုထိတ်ရဲ့ဖုန်းပြန်ဖြေတာကိုကြားလိုက်ရတာကြောင့်သူမရင်နဲ့စိုးနေသွားခဲ့ပြီးဘာမှမပြောပြနိုင်တော့အောင်နာကျင်မှုကြီးကိုခံစားလိုက်ရပါတယ်။ဟိုတယ်အပြန်လမ်းမှာတော့ပမ်ဟာဂင်းနဲ့အတူတူအမိုးပွင့်ကားကြီးပေါ်မှာထိုင်ရင်းဂင်းကိုနှစ်သိမ့်ရင်းလိုက်ပါလာခဲ့ပါတယ်။ဂင်းဟာသူဒီကိုမလာတင်ကြောင်းသူ့ရဲ့ကန်ဆိုးမှုတွေကိုပြောပြနေရင်းနဲ့ကားပေါ်ကနေမလန့်မကမ်းမှရှိနေတဲ့ဆိုင်းဘုတ်တစ်ခုပေါ်ကိုတွဲလောင်းခုန်ရင်းကြံနေခဲ့ပါတော့တယ်။ပြာခတ်သွားတဲ့ပမ်ဟာစောက်တရားမရပဲဂင်းကိုအော်နေခဲ့ပါတယ်။ကားပေါ်ကလူတွေအားလုံးကလည်းဂင်းကိုအင်မတန်စိတ်ပူပြီးဖုန်းလေးတွေကိုစီထုတ်ကမှတ်တမ်းတင်ဓာတ်ပုံရိုက်ယူနေခဲ့ကြပါတယ်။ပမ်ဟာကားအောက်ထွက်ကိုပြေးဆင်းပြီးဒရိုင်ဘာကိုရက်ဖို့တားနေပေမဲ့ပြောလို့မရတာကြောင့်ဘေးမှန်ကနေဂင်းရဲ့အခြေအနေကိုပြလိုက်ပါတယ်။ကားဆရာလည်းအားချင်းရက်လိုက်ပြီးပမ်ဟာကားပေါ်ကနေပြေးဆင်းကနောက်ကားတွေကိုပြန်ဆုပ်ဖို့ပြောပြီးပမ်နိုစီးလာတဲ့ကားကိုလည်းပြန်ဆုပ်စေခဲ့ပါတယ်။လမ်းမပေါ်ကသူတွေအားလုံးကလည်းဂင်းပြုတ်ကြမှာကိုစိတ်အပူကြီးပူပြီးမလွတ်တမ်းဓာတ်ပုံရိုက်နေခဲ့ကြပါတယ်။ကားကဂင်းရှိရာပြန်ရောက်လာတဲ့အချိန်မှာတော့ပမ်ကဂင်းကိုချော့မော်ပြောပြီးအောက်ကိုဆင်းစေပြီးနောက်နှစ်ယောက်သားအတင်းဖတ်ထားလိုက်ကြပါတော့တယ်။ဒီကိစ္စကြောင့်ပဲဟောင်ကောင်ရဲစခန်းကိုပမ်တို့ရောက်သွားတဲ့အချိန်မှာတော့ဂင်းဟာပမ်မိန်းမဖြစ်မယ်လို့ထင်ပြီးနေမြေရဲတွေကမင်းမိန်းမကသူ့ကိုယ်သူဂျက်ကီချန်မှတ်မနေနဲ့လို့ပြောလိုက်ပါတယ်။ပမ်ကသူတို့ဟာတငယ်ချင်းသာဖြစ်ကြောင်းပြောတော့ friend zone ထဲရောက်နေတဲ့ပမ်ကိုလေးစားသွားတဲ့ရဲကြီးကပမ်ခုံးကိုကိုင်ရင်အတိမတ်ပြုတ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်ပမ်ဟာဂင်းစီကိုပြန်လာပြီးအိမ်ပြန်ရအောင်လို့ခေါ်တဲ့ခါမှာတော့ဂင်းကသူအိမ်မပြန်ချင်သေးလို့နင်အလုံးမပိတ်ဘူးလားလို့မေးပါတယ်။ပမ်ကငါမနဲ့အလုပ်ဆင်းရမယ်ခွင့်ယူလို့မရဘူးလို့ပြောပြီးဘန်ကောက်ကိုပြန်ခဲ့ပါတယ်။
နောက်ရက်ကျဘန်ကောက်ကနေခရာဘီခီးစဉ်လေယာဉ်မှာလေယာဉ်မောင်ချောချောလေးအဖြစ်ပမ်ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီလေယာဉ်မှာပဲဂင်းဟာလိုက်ပါလာခဲ့ပြီးလေယာဉ်အဆင်းမှာတော့ပမ်ကိုနင်အလုပ်မပြီးသေးဘူးလားလို့ပြောလိုက်ပါတယ်။ငါအလုပ်တစ်ကြောင်းကြံသေးတယ်ပြီးရင်လိုက်ခဲ့မယ်လို့ပြောပြီးဘန်ကောက်ကိုတာဝန်အရပြန်လာခဲ့ပါတယ်။လေဆိပ်ရောက်တာနဲ့ယူနီဖောင်းချိန်ပြီးတပန်ခရာဘီကိုလေယာဉ်နဲ့ပြန်ထွက်လာခဲ့ပါတယ်။အခြေအဆွဲအားကြောင့်အန်နာဘွန်စီတောက်ထားသလိုလက်ဆန်းတက်ကြွပြီးဖြက်လက်နေတဲ့ပမ်ဟာခရာဘီရောက်တာနဲ့မော်တော်စီးပြီးဂင်ရီယာဟိုတယ်ကိုအပြေးသွားပါတော့တယ်။တဲကွဲနေတဲ့ဂင်းဟာမိန်းကလေးတို့ရဲ့သဘာဝအတိုင်းအိမ်ရထဲမှာပဲမပြင်းမစင်ပဲမုံနေဆွတ်စားနေခဲ့ပါတယ်။ပမ်ကဂင်းကိုမိတ်ကပ်ပြင်ပေးလိုက်ပြီးအလောင်းကောင်ကိုပြင်ပေးနေရလို့ပဲလို့စားနောက်ကလင်းချင်းခံပြီးအပြင်တွက်လျှောက်လေဖို့ခေါ်နေပါတယ်။ဂင်းကနင်းရဲ့သားကောင်ဖြစ်သွားတဲ့မိန်းကလေးတွေလည်းအခုငါ့လိုပုံစံပဲလို့ပြောပြီးစကားနာထိုးလိုက်ပါတော့တယ်။ငါနင်းလောက်ဘသူ့ကိုမှစိတ်မပူဘူးဂင်းရဲ့လို့ပမ်ပြောတဲ့အခါမှာတော့ရှက်ရမ်းရမ်းပြီးဂင်းဟာအပြင်ထွက်ဖို့ထပြီးပြင်ဆင်ပါတော့တယ်။ကွမ်ရင်မဲတော်နန်းဆောင်မှာပမ်ကဂင်းနဲ့ပေါင်းဖက်ရဖို့တရုတ်လိုပြောပြီးဆူတောင်းနေခဲ့ပါတယ်။ဂင်းကလည်းသူ့နာမည်ပါနေတာကြောင့်နားမလည်ပေမဲ့စိတ်ဝင်စားနဲ့ပမ်ကိုစိုက်ကြည့်နေခဲ့ပါတယ်။တောင်နေပေါ်ကိုအတူတူတက်ပြီးတိတ်လာတဲ့ကြောက်ကမ်းမထိပ်တစ်ခုမှာဂင်းကခုနကတရုတ်လိုဆူတောင်းတာဘာဆူတောင်းတာလဲလို့မေးတော့နင်းနဲ့တူတူနေရဖို့ဆူတောင်းတာလို့ပြန်ပြောခဲ့ပါတယ်။ပန်ကအတင်းမေးတဲ့အခါမှာတော့နင်းမပွေတော့ဘူးလို့ဆူတောင်းတာလို့ပြောပြီးငါပြောလိုက်မိပြီတွေ့လားမပြေတော့ဘူးလို့အခန်းလေးဆိုရင်ပြောလိုက်ပါတယ်။အဲ့ဒီနောက်သူတို့ချင်းစကားလုံးလှလှလေးနဲ့တိတိတူနေခဲ့ကြပါတယ်။ဂင်းကငါတို့သာချစ်သူတွေဆိုရင်ဘယ်လိုနေမလဲလို့ပန့်ကိုမေးတဲ့အခါပန့်ကဒီနေ့လိုပါပဲပေါ့လို့ပြန်ဖြေခဲ့ပါတယ်။ဂင်းကနေနဲ့သာဆိုရင်ငါစိတ်ဆင်းရဲရမှာပဲအမြဲဘယ်သူနဲ့ပြောနေလဲဆိုပြီးတဝင်တိုနေရမှာလို့ပြောလိုက်ပါတယ်။ပန့်ကအခုငါဘယ်သူနဲ့မှမပြောတော့ပါဘူးလို့ပြောတော့ဂင်းကပန့်ရဲ့ဖုန်းကိုယူပြီးစစ်မယ်ဆိုပြီး password ကိုဖွင့်ခိုင်းလိုက်ပါတယ်။ပမ်ကမပေးမချင်းစားနောက်နေရင်းနဲ့ပဲဂင်းစီကိုဖုန်းပေးလိုက်ပါတယ်။နင်ကငါဖုန်းကိုစစ်နေတာငါရေးစားလားလို့မေးတော့ဂင်းကဖုန်းကိုတောင်းအောက်ပြချမလို့ရွေလိုက်ပါတယ်။ပမ်လည်းမနေတောင်းမှန်ပြီးအချင်းချင်းရီမောစားနောက်နေရင်းနဲ့ပဲဆိုင်ကယ်လေးစီးရင်တူနကိုချိန်လေးကိုဖြတ်တန်းလာခဲ့ပါတယ်။လမ်းမှာအကိုထိတ်စီကဖုန်းဝင်လာပြီးပမ်လည်းအာယုံထွေပြားသွားတာကြောင့်ရှေ့ကမြောက်အုပ်ကိုတိုင်းမိမလို့ဖြစ်သွားပါတော့တယ်။ကံကောင်းစွာနဲ့ဘာမှမဖြစ်ခဲ့ပဲဆိုင်ကယ်ကိုဘရိတ်ထိန်းလိုက်ပေမဲ့မြောက်အုပ်ကနောက်ကလိုက်နေတာကြောင့်ဂင်းလည်းဆိုင်ကယ်ပေါ်ကပြေးဆင်းခဲ့ပါတော့တယ်။ပမ်ကဂင်းကိုတက်ဖို့ခေါ်ခဲ့ပြီးအမြန်မောင်းကတေချာကင်ထားဖို့လှည့်ပြောလိုက်တဲ့အခါမှာတော့ဂင်းအစားမြောက်မကြီးဖြစ်နေခဲ့ပါတယ်။ပမ်လည်းကြောက်ပြီးအော်တာကြောင့်မြောက်မကြီးကလည်းကုတ်ပြီးထွက်ပြေးသွားပါတော့တယ်။ပမ်လည်းဂင်းကိုပြန်လဲခေါ်တော့ဂင်းကသူအိမ်သာတက်ချင်တာကြောင့်မြို့ထဲထိမစီးနိုင်တော့ပဲတောထဲမှာပဲကိစ္စဖြစ်ဖို့ပြောခဲ့ပါတယ်။ကိစ္စပြီးချိန်မှာသုံးစရာရေမရှိပဲသွေးရချောက်ကိုလည်းမသုံးချင်တာကြောင့်ပမ်ကသူ့ရဲ့ဈေးကြီးတဲ့အင်ကြီးကိုသာချုပ်ပြီးတုပ်လိုက်ပါတော့ဆိုပြီးပေးလိုက်ပါတယ်။ဂင်းပေးတဲ့ချစ်ဒုက္ခတွေကြောင့်ပမ်ဟာမြို့ထဲကိုအင်ကြီးမပါပဲပြန်လာခဲ့ရပါတယ်။လူအားလုံးကလည်းပန့်ကိုဝိုင်းပြီးလောင်ပြောင်နေလိုက်ကြတာဂင်းကလည်းအပါဝင်ဖြစ်ပါတယ်။တိတ်လာတဲ့အဲ့ဒီညနေခင်းမှာတော့ဂင်းနဲ့ပန်ဟာကန်းဆက်မှာတူတူထိုင်ရင်အေးအေးတောက်နေကြပါတယ်။အကိုထိတ်စီကဖုန်းဝင်လာတဲ့အခါဂင်းဟာခန်းစားချက်မပါတဲ့စကားတွေတက်တက်ကြီးပဲပြောနေခဲ့ပါတယ်။ကိုထိတ်ကသူတို့ရဲ့တခြင်းလေးကိုပို့ပေးလိုက်ပေမဲ့ဂင်းကတော့တစ်ချိန်ကသူအရန်ကြိုက်ခဲ့တဲ့တခြင်းကိုအရန်မုန်းနေပြီဖြစ်ကြောင်းပမ်ကိုပြောပြခဲ့ပါတယ်။ပမ်လည်းရင်ထဲကစာသားအစ်စ်တွေကိုဟာတာနောကထဲဆိုပြတာကြောင့်ဂင်းလည်းမူးအွန်လိုင်းတော့ကအကိုထိတ်ရဲ့နာရီကိုပင်လယ်ထဲအားကုန်လင်းပစ်ပြီးဟိုတယ်ကိုပြန်သွားခဲ့ပါတော့တယ်။မီနီမတ်ထဲမှာစားစရာတွေဝင်ရင်ကွန်တုံးဘူးကိုယူလိုက်ချလိုက်ဖြစ်နေတဲ့ပမ်ကိုဆိုင်ရှင်နေရာမှာလူကြီးမင်းတို့သာဆိုရင်ရံပွဲဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ဆိုင်ရှင်ကလည်းပမ်ကိုစိတ်တူလာပြီးယူမလားမယူလားလို့ပြောလိုက်ပါတယ်။ပမ်လည်းကျိမ့်မိတ်ယူခဲ့ပြီးဟိုတယ်ကိုပြန်လာခဲ့ပါတယ်။ဟိုတယ်ထဲမှာဂင်းကရေချိုးကန်းထဲကိုဘီယာတွေဖြည့်ပြီးပန့်မှုစောင့်နေခဲ့ပါတယ်။ပန်ရောက်လာချိန်မှာတော့ပန်နဲ့တူတူရေချိုးစလုံးထဲမှာစိန်လိုက်ပါတယ်။ဘီယာကဆန်သားကိုအားဖြည့်ပေးတာကြောင့်ဂင်းဟာသပင်အမြဲပုံသွင်းနေတဲ့ပန့်မြက်သပင်တွေကိုဘီယာနဲ့စိန်ပေးဖို့သူမရဲ့ပေါင်ပေါ်မှာလဲခိုင်းလိုက်ပါတော့တယ်။ပန့်ကိုခေါင်းလျှော်ပေးနေရင်းနဲ့ပဲနှစ်ယောက်သားနန်းလူဆဲဆဲမှာဂင်းကသူ့အစင်မပြေကြောင်းပြောကသူကြလုံနိုင်ပြီးငါကြဘာလို့မလုံနိုင်တာလဲလို့ကိုထိတ်ကိုတွေးမိပြီးပြောလိုက်ပါတယ်။အဲ့ဒီအခါမှာဒေါသတွေပေါက်ထွက်လာတဲ့ပန်ဟာသူနဲ့ဇရားကိုအရင်ပြတ်အောင်ရှင်းလိုက်အောင်နင်သူ့ကိုလက်စားချေချင်တာနဲ့ငါ့ကိုအသုံးမချနဲ့လို့ပြောလိုက်ပါတယ်။ပန်ဟာသူသာကိုထိတ်ဆိုရင်လည်းဖောက်ပြန်မှာပဲလို့ပြောနေတဲ့အချိန်မှာဂင်းဟာသူ့ရေစိမ်နေတဲ့ကန်ထဲဝင်လာပြီးနင်လှုပ်ချင်နေတာဒါမလားလို့ပြောကအပေါ်အင်ကြီးကိုချွတ်ချလိုက်ပါတော့တယ်။ပမ်ဟာငါနင်းကိုချစ်နေတာဒီလို့နင်လှုပ်ချင်တာလုပ်နေတာပါလို့ဝမ်းနေစွာပြောရင်ရေချိုးကန်တွေကထထသွားလိုက်တဲ့အချိန်မှာဂင်းကငိုကြွေးစာနဲ့ပမ်နောက်ကိုလိုက်ကအကိုထိတ်နဲ့လမ်းခွဲမဲ့အကြောင်းပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပမ်ဟာပြုံးသွားခဲ့ပြီးတော့လမ်းမခွဲရင်လမ်းမာတော်လို့ပြန်ပြောရင်ဂင်းကိုတပတ်လေးခြုံပေးလိုက်ပါတော့တယ်။ဂင်းနဲ့ပမ်ဟာတယောက်နဲ့တယောက်ချီရီရှင်လွဲတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့ဂင်းကသူ့နဲ့လမ်းခွဲပြီးရင်ဦးရောပကိုခေါ်သွားဖို့ပြောရင်နင်းနဲ့သာတူတူဆိုဘယ်နေရာဖြစ်ဖြစ်ရပါတယ်လို့ပြောကတယောက်နဲ့တယောက်အကြည့်ဆိုင်နေကြပါတယ်။အဲ့ဒီနောက်ပမ်နဲ့ဂင်းဟာအခန်းထဲတယောက်တနေရာစီအိတ်ကြရင်ပမ်ကဂင်းကိုနင်လန်းခွဲပြီးရင်ရွှေတကုံဖျားမှာတွေ့ကြမယ်လို့ပြောလိုက်ပါတယ်။နောက်ထပ်ဇက်ဝင်ကမ်းမှာတော့ကျွန်တော်တို့ရဲ့နေချင်းစပွဲတိုင်းပြည်လေးကိုရိုက်ပြထားရင်မတ်ဖြူဖြူအတန်သွင်းနေတာကိုအကိုထိတ်နဲ့ဂင်းတွေကနားထောင်နေတာပဲဖြစ်ပါတယ်။အကိုထိတ်ကမတ်ဖြူဖြူကိုအာယုံဆိုင်နေချိန်မှာဂင်းဟာအကိုထိတ်ကိုကြည့်နေတာကိုအကိုထိတ်သတိထားမိသွားပါတယ်။အဲ့ဒီနောက်ဘာဖြစ်လို့လဲမေးရင်ဂင်းရဲ့လက်ကိုကန်ချိန်မှာနိုင်ဝတ်ထားမလာတာကိုတွေ့ပြီးမေ့လာတာလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမတ်ဖြူဖြူကသူတချင်းဆိုတာဘလို့နေလဲမေးရင်အကိုထိတ်ကမတ်ဖြူဖြူနာသွားပြီးထုံးစံတိုင်းဤစားရှိမှတော့မရှောင်အလှလေးမြင်ဖုန်ကြောင်တက်တဲ့အကိုထိတ်ဟာတော်ကီဖုတ်နေခဲ့ပါတယ်
အဲ့ဒါကိုမခံစားနိုင်တော့တဲ့ဂင်းတယောက်ထပြီးတော့ပေါက်ကွဲခဲ့ပါတယ်။သူနိုင်ကိုမမေ့လာကြောင်းလင့်ပြလိုက်ပြီးဖြစ်ကြောင်းငိုပြီးပြောခဲ့ပါတယ်။ပြီးတော့ဟောင်ကောင်မှာသူနဲ့အတူတူတက်စီဝေါ်တက်သွားတာဘယ်သူလဲဆိုပြီးမေးနေခဲ့ပါတယ်။အတွဲတွေပြဿနာဖြစ်ရင်ဘာမှမဆိုင်ပဲနားထောင်ပေးရတဲ့လူကြီးမင်းတို့လိုပဲမက်ဖြူဖြူနဲ့စတူဒီယိုဆရာကတော့မျက်နှာငယ်လေးနဲ့နေရှောင်ထွက်လာခဲ့ပါတယ်။ကိုထိတ်ဟာသူတက်စီပေါ်မှာပါလာတာဟာဂင်းနဲ့အတူတူသချင်းဆိုခဲ့တဲ့တငယ်ချင်းတွေဖြစ်ကြောင်းရှင်းပြပါတယ်။သူတငယ်ချင်းဟာလည်းရိုးရိုးတငယ်ချင်းမဟုတ်ပဲအရင်ကအစားဟောင်းနေဖြစ်ခဲ့ကြောင်းသူကလည်းခီးထွက်လာတာမို့တွေးကြကြောင်းဂင်းအသက်မသွင်းခင်ကသူတို့အဆက်အသွယ်ရှိနေတဲ့အကြောင်းဟောင်ကောင်မှာလည်းအစားအလဲပဲဆိုပေမဲ့နောက်ကျစိတ်မထိန်နိုင်မဲ့တချိမိကြောင်းရှင်းပြပါတယ်ဒါပေမဲ့နွားမာလီကင်းဟာသူ့ကိုဘာလို့အကြောင်းပြချက်တွေမပေးရလဲဘာလို့မလိန်တာလဲဘာလို့အမှန်တိုင်းပြောရတာလဲဆိုပြီးငိုယိုပြီးပြောဆိုနေခဲ့ပါတယ်ဒါပေမဲ့အကိုထိတ်ကတော့ဂင်းကိုထပ်မလိန်ချင်တော့ကြောင်းပြောပြလိုက်ပါတယ်ဒီလိုပါပဲနောက်လူဘလောက်ကောင်းကောင်းရင်လူကိုမမိဘူးဆိုလိုပဲအကိုထိတ်ဟာရီးသားဟောင်းနောက်ကိုပြန်ပါသွားခဲ့ပါတယ်ဂင်းဟာလည်းသူကဒီလိုမျိုးလုပ်တဲ့လူတွေကိုသဘောမကျကြောင်ပြောပြီးလက်ထွက်ဖို့အလုံးမှာအကိုထိတ်ကနောက်ဆုံးအနေနဲ့နောက်ကနေဖက်ကလက်မလွတ်ချင်ကြောင်ပြောပြီးမျက်ရည်ချူလိုက်ပါသေးတယ်။တစ်ဖက်မှာလည်းမောင်ပန်လေးဟာရွှေကုံဖျားမှာဂင်းအလာကိုစောင့်နေခဲ့ပါတယ်။အဲ့ဒီနောက်ဂင်းရောက်လာခဲ့ပြီးကလေးတောင်တီးတဲ့ဖျောင်းနိုင်မင်းကြီးနီကိုတင်ပေးရင်းနဲ့ဂင်းနဲ့အကိုထိတ်ကြောင်မေးလိုက်ပါတော့တယ်။နောက်မှလီကင်းကတော့အကိုထိတ်ကိုအခွင့်အရေးထပ်ပေးခြင်းကြောင့်ပမ်ကိုလည်းတငယ်ချင်းဖြစ်ရတာကောင်းကြောင်းပြောလိုက်ပါတော့တယ်။ပမ်ဟာလည်းတယောက်နဲ့တယောက်ကြိုက်လျက်နဲ့တငယ်ချင်းဖြစ်ရတော့မှလားအကိုထိတ်ကိုလမ်းခွဲပြီးငါနဲ့လာတွေ့တာမဟုတ်ဘူးလားလို့မေးကဝမ်းနဲ့စွာနဲ့လက်ထွက်ခဲ့ပါတယ်။ဂင်းဟာပန်နောက်ကိုလိုက်လာပြီးပန်ဟာသူ့ဘဝအတွက်အရေးပါတဲ့လူဖြစ်ကြောင်းချစ်သူတွေဖြစ်ပြီးရင်ပြတ်သွားနိုင်ကြောင်းဆိုပြီးကြိုမသိနိုင်တဲ့အရေးမရဖက်မရအတိတ်ပဲမရှိစကားတွေကိုပြောနေခဲ့ပါတယ်။ပန်ကတော့ပြက်လားမပြက်လားဘယ်သူမှကြိုမသိနိုင်ကြောင်းပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့ game ကတော့နင့်ကိုမဆုံးရှုံးခြင်းကြောင့်လူသုံးလေးအဖြစ်ဆက်ရှိနေသေးခြင်းကြောင့်ပြောလိုက်တဲ့အချိန်မှာတော့မိတ်ဆွေတို့လိုပဲလူသုံးဖြစ်ရတာလဲကျေနပ်မနေနိုင်တာနဲ့ပန်ကတော့ဒီလိုတငယ်ချင်းအဖြစ်နဲ့ဆက်ရှိမနေခြင်းတော့တဲ့အကြောင်းပြောပြီးလက်ထွက်ခဲ့ပါတယ်။ game ကတော့နင်ကောင်မလေးရရင်ငါတို့တငယ်ချင်းပြန်ဖြစ်နိုင်မလားဆိုပြီးသူများရေးစားကိုတောင်ခိုင်းစားချင်နေကြောင်းပြောရင်းပန်ကိုလိုက်ဆွဲနေခဲ့ပါတယ်။ဒါပေမဲ့လည်းပန်ကတော့လက်မခံပဲထိုင်းကိုတယောက်တည်းပြန်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ရေးစားတော်မဟုတ်ပဲလမ်းခွဲရတာဟာအဆိုးဆုံးလမ်းခွဲမှုဆိုပြီးပန်ကသူ့ရဲ့ပလန်တူပူဆိုတငယ်ချင်းတွေကိုရှင်းပြတဲ့အခန်းစီပြန်ရောက်သွားပါတယ်။သူ့တငယ်ချင်းအရှုံးသမားတွေကလည်းဘလောက်ကြိုးစားhappy ending မဖြစ်နိုင်ဘူးလားမေးသူကမေးသူတို့ပိုးတဲ့စာဖတ်ပြီးစာမပြန်ကြောင်းပြောသူကပြောသူမှသာမရှိရင်သူ့ဘဝကြီးဘလို့မှနေလို့မရကြောင်းညီသူကညီနဲ့ရေဖွင့်နေကြရင်ဘလို့တီးခံခဲ့လဲဆိုတာကိုပန့်ကိုမေးနေခဲ့ပါတယ်ပမ်ကတော့ဆရာကြီးအထာနဲ့လူသစ်တွေနဲ့အစားကပြန်စားရတော့မှာပေါ့လို့လေ့ကျင့်နေခဲ့ပေမဲ့သူ့စီမှာတော့ဂင်းမြက်ပုံရိပ်တွေဟာအမြဲစိုးမိုးနေပါတယ်။တစ်ဖက်မှာလည်းနွားမလီကင်ဟာအကိုထိတ်နဲ့ပြန်တွဲကရှော့ပင်ထွက်ရင်ပန်နဲ့အမှတ်တရတွေကိုပြန်တွေးမိကပန့်ကိုသတိရနေခဲ့ပါတယ်။ဇလန်းလေးကတော့အစားမှာပြထားသလိုပဲပမ်နဲ့တငယ်ချင်း၃ယောက်စကားပြောနေတဲ့နေရာစီကိုပြန်ရောက်သွားပါတယ်။ပမ်ကတော့ဘယ်နေရာဖြစ်ဖြစ်သူမပုံရိပ်တွေရှိကြောင်းလူတိုင်းကိုသူမနဲ့ရှင်းရှင်းပြီးပဲမြင်မိကြောင်းအဲဒါကြောင့်ဘသူနဲ့မှမတွဲတော့ပဲတယောက်တည်းနေကြောင်းဆရာကြီးပုံစံနဲ့ပြောနေခဲ့ပါတယ်။ပန်စကားပြောနေတော့မှပဲအနောက်ကခင်းရောက်လာချိန်မှာတော့ဘူးမတိကိုမတိဘော်ဒါ၃ယောက်ကတော့ပမ်ကိုအတင်းဆွဲဖက်ရင်နောက်လည်းမကြည့်ဖို့တားနေပါတယ်။ဂင်းကိုလည်းပန်ဟာဂင်းနဲ့တငယ်ချင်းမလုပ်ချင်ကြောင်းပမ်ကိုလည်းထပ်ပြီးအနောက်ရှက်မပေးဖို့ပြောနေခဲ့ပါတယ်။ဒီလိုပါပဲဘော်ဒါဆိုတာဘာမှမသိရင်တော့အချင်းချင်းတွက်ပဲအမြဲရက်တီပေးနေကြပါ။ဂင်းကလည်းပြန်လဲပြီးတော့ဘာမှမသိတဲ့၃ယောက်ကိုသူနဲ့ပန်နဲ့တငယ်ချင်းမလုပ်ချင်တဲ့အကြောင်းပြောပြီးသူတို့နှစ်ယောက်အကြောင်းကိုရှင်းပြခဲ့ပါတယ်။တနေ့ပန်ကစဝိန်းထွက်စီချိန်ဂင်းဟာလမ်းလယ်မှာစောင့်ပြီးဘေးကနေတူလိုက်ခါသူနဲ့အကိုထိတ်လမ်းခွဲလိုက်ကြောင်းပြောပြခဲ့ပါတယ်။ပန်ဟာအကိုထိတ်ဖောက်ပြန်သွားပြန်ပြီလားလို့မေးတဲ့အခါဂင်းကမဟုတ်ကြောင်းနဲ့နင်းနဲ့တူတူလောက်ကိုကြည့်ချင်တာကြောင့်လမ်းခွဲလိုက်တာလို့ပြောကနင်းနဲ့ငါနဲ့တငယ်ချင်းမလုပ်ချင်ရင်လက်ထက်ကြရအောင်လို့အော်ပြောခဲ့ပါတယ်။အဲဒီနောက်ဂင်းဟာပမ်စီကိုပြေးလာပြီးလူချင်းမင်းတို့ထင်သလိုပဲအနမ်းလေးပေးကနှစ်ယောက်သားပြုံးနေကြပါတော့တယ်။ရှင်းပြပြီးတဲ့နောက်မှာတော့ဘာမှမသိတဲ့၃ယောက်ဟာလည်းမဖြစ်နိုင်ဘူးဆိုတာမရှိကြောင်းဆယ်စုနှစ်တစ်ခုစာစောင့်တာဟာအလကားမဟုတ်ကြောင်းအချိန်ကြာစောင့်လေမျောလင်းချက်နဲလေဆိုတာမဟုတ်ကြောင်းမိုဒီတွေရကပမ်ကိုဖတ်ခါအားပေးခဲ့ပါတော့တယ်ဒီလိုပါပဲရုပ်ရှင်ဟာရုပ်ရှင်သာဖြစ်ပါတယ်ခေါင်းကြီးကတော့ဘယ်တော့မှမဖြစ်နိုင်ပါဘူး friend zone ကနေကြော်ရင်အိုဆုံးဆိုတဲ့ဘာမှမရှိတဲ့နေရာကိုရောက်မှာပဲဖြစ်ပါတယ်ဇလန်လေးရဲ့အဆုံးမှာတော့ဂင်းဟာလက်ထက်လက်ဆွတ်ပြောက်ကအရက်ကူပါလူဝိုင်းမှာဖြစ်ကအကုန်ဝိုင်းရှာနေပေမဲ့နောက်ဆုံးမင်းသားရှာတွေ့ခဲ့ပြီးအကုန်လုံးရှေ့မှာ game ကိုလက်ထက်ခွင့်တောင်းရင်ပျော်စင်စာအဆုံးသတ်သွားပါတော့တယ်ဗျာဒါကြောင့်ပရိသတ်ကြီးတို့ကလည်း friend zone ထဲမှာပိတ်မိမနေပဲအခွင့်အရေးကြုံလာရင်ဘာကိုမှစဉ်းစားမနေပဲဖွင့်ပြောရကြပါစေလို့စုမုံကောင်တောင်းပေးလိုက်ပါတယ်နော်ဒီနေ့တော့ဒီလောက်ပါပဲနောက်ထပ်ဇလန်လေးမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ခင်ဗျာ